ချုပ်တဲ့အချိန်မှာတောက်တဲ့ probiotic နဲ့ one shot တဲ့အချိန်မှာတောက်ရမယ် probiotic တွေကမတူပါဘူး probiotic တွေဟာအားဆေးသက်သက်မဟုတ်ပါဘူးတကယ်တော့ဇီဝကူထုံးတစ်မျိုးဖြစ်ပါတယ် probiotic မှာပါဝင်တဲ့ဆေးအမှုန့်လေးတွေဟာတာမန်ဆေးအမှုန့်လေးတွေမဟုတ်ပါဘူးဒါလေးတွေကသက်ရှိဘက်တီးရီးယားလေးတွေဖြစ်ပါတယ်အကျိုးပြုဘက်တီးရီးယားလေးတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့ probiotic ဝယ်ယူတဲ့အခါမှာမှန်ကန်စွာရွေးချယ်ဝယ်ယူတတ်စေဖို့နဲ့ probiotic တောက်သုံးတဲ့နေရာမှာအာနိသင်ထိရောက်အောင်တောက်သုံးတတ်စေဖို့ကျွန်မကဒီနေ့ဗီဒီယိုလေးကနေတစ်ဆင့်မျှဝေပေးချင်ပါတယ်ကျွန်မကတော့လက်ရည်ဖြိုးဝေပါ pharmacist တူဖြစ်ပါတယ်ရှင် probiotic လို့ခေါင်းစဉ်တက်လိုက်ရင်ဒီ product တွေအကုန်လုံးကိုအတူတူပဲလို့အမှတ်မှားတတ်ကြပါတယ်ပါဝင်တဲ့ bacteria အုပ်စုတွေအမျိုးအစားတွေမတူညီဘူးကျမတို့မှာဖြစ်နေတဲ့ယောဂဝေဒနာနဲ့ကိုက်ညီတဲ့ probiotic အမျိုးအစားကိုရွေးချယ်တတ်ဖို့အရေးကြီးပါတယ်ဒါမှသာလျှင်ဒါအနာနဲ့ဆေးတွေ့ပြီးတော့ကိုက်ညီတဲ့ probiotic တောက်သုံးနိုင်မှယောဂကအမြန်ဆုံးတက်တာမှာဖြစ်ပါတယ်ဒီနေရာမှာ probiotic အမျိုးအစားတွေအကြောင်းကိုပြောရရင်အင်မတန်မှကျေပြန့်တဲ့အတွက်ကြောင့်မို့လို့ကျမကဒီဝယ်ယူသုံးစွဲမဲ့သူတွေအနေနဲ့တောက်သုံးနေတဲ့သူတွေအနေနဲ့အထီရောက်ဆုံးနဲ့အလွယ်ကူဆုံးဖြစ်အောင်အခြေခံကြဆုံးအချက်ကလေးတွေကိုပဲမျှဝေပြီးပြောပြပေးမှာဖြစ်ပါတယ်။အဲဆုံးဆိုရင် probiotic ကိုဘယ်အချိန်မှာတောက်ကြလဲဆိုတော့ကျမတို့ one shot ရင်လည်း probiotic တောက်တယ်။ one ချုပ်ရင်လည်း probiotic တောက်တယ်။ဒီတော့ one ချုပ်တဲ့အချိန်မှာတောက်တဲ့ probiotic နဲ့ one shot တဲ့အချိန်မှာတောက်ရမယ် probiotic တွေကမတူပါဘူး။ one shot တဲ့အချိန်မှာဘယ်လို probiotic ရွေးချယ်တင်လဲဆိုတော့ကျမတို့ Saccharomyces boulardii ဆိုတဲ့ဒီလိုအမျိုးအစားကိုရွေးချယ်တင်ပါတယ်။ brand name နေနဲ့ဆိုရင်တော့ Bioflora တို့ Normaget တို့ပေါ့နော်။ဒီ Saccharomyces boulardii အုပ်စုက one shot တဲ့နေရာမှာအင်မတန်မှကိုထိရောက်တဲ့ probiotic အမျိုးအစားဖြစ်ပါတယ်။အထူးသဖြင့်သူကဘက်တီးရီးယားအုပ်စုမဟုတ်ဘဲနဲ့ yeast ပေါ့နော်။မှိုမျိုးစားဖြစ်တဲ့အတွက်ကြောင့်ပိုးသက်ဆေးရဲ့ဒဏ်ကိုလည်းခံနိုင်ရရှိတယ်။ဒါပိုးသက်ဆေးတောက်လို့ one shot တာတွေအတွက်ဆိုလဲတော်တော်ကောင်းမွန်တဲ့မျိုးစားဖြစ်ပါတယ်။ Saccharomyces boulardii အပြင်နောက်ထပ်ဘယ်လိုမျိုးစားတွေရှိသေးလဲဆိုတော့ Lactobacillus အုပ်စုဝင်တွေဖြစ်ပါတယ်။အဲ့ဒီတဲကမှ Lactobacillus rhamnosus GG ဒီအုပ်စုဟာဆိုရင်ဒါကဘာပေါ်မှာသူတေသနအများဆုံးနဲ့infection ကြောင့်ကူးစက်ပိုးကြောင့်ဖြစ်တဲ့ one shot တာတွေအတွက်အထီရောက်ဆုံးဆိုတဲ့အမျိုးအစားပါဒီလိုအမျိုးအစားကိုရွေးချယ်ဝယ်ယူသင့်ပါတယ် Bifidobacterium infantis အုပ်စုကလည်းဒီ one shot တာအတွက်ဦးလန်းချောင်းလှုပ်ရှားမှုပေါ်မှာအထောက်ပံ့ကောင်းပေးနိုင်လို့ဝယ်ယူသင့်ပါတယ်ဒီတော့တချို့ product တွေမှာကတော့ဘက်တီးရီးယားအမျိုးအစားတွေအများကြီးပါတယ်အဲ့ဒီအများကြီးတွေကမှ one shot တာအတွက်ဆိုရင်ခုနကျွန်မပြောခဲ့တဲ့ Saccharomyces boulardii တို့ Lactobacillus rhamnosus GG တို့ Lactobacillus acidophilus တို့ Bifidobacterium infantis တို့ဒီအုပ်စုတွေကတော့ one shot တာအတွက်ကောင်းမွန်တဲ့ probiotic အမျိုးအစားတွေဖြစ်ပါတယ် one shot တာကြတော့ပြောင်းပြန်ဖြစ်သွားပြီ one shot တာနဲ့မတူတော့ဘူးစန့်ကျင်ဘက်သူကဦးလန်းချောင်းလှုပ်ရှားမှုနှေးပြီးတော့ဒီရေဓာတ်ခန်းချောက်နေလို့ one ချုပ်တာပေါ့နော်အကြောင်းရင်းကတော့အဲ့ဒီတော့ဦးလန်းချောင်းလှုပ်ရှားမှုကိုမြင့်တင်ပေးမဲ့ probiotic အမျိုးအစားတွေကိုရွေးချယ်ဝယ်ယူသင့်ပါတယ်ဘယ်အုပ်စုတွေလဲဆိုရင် Bifidobacterium အုပ်စုဝင်တွေဖြစ်ပါတယ် Bifidobacterium longum တို့ Bifidobacterium latex တို့ဒီလိုမျိုးအုပ်စုဝင်ပါတဲ့မျိုးစားပါတဲ့ probiotic products တွေကိုရွေးချယ်ဝယ်ယူသင့်ပါတယ်ဒါတွေကတော့ one ချုပ်တာအတွက်အင်မတန်မှကောင်းတဲ့အမျိုးအစားတွေပါဒီနေရာမှာ one ချုပ်တာအတွက် probiotic တစ်မျိုးတည်းတောက်ယုံနေတော့မလုံလောက်ပါဘူးတွဲဖက်ပြီးတော့လောက်ရမှာကခုနပြောခဲ့သလို prebiotic တွေကိုလည်းတွဲဖက်ပြီးစားသုံးပေးရမှာဖြစ်ပါတယ်ငါပြောသလိုမျိုးအမြင့်တက်များတဲ့အစားအသောက်တွေကိုတွဲဖက်စားသုံးပေးရမှာဖြစ်ပါတယ်နောက်ရေဓာတ်ခန်းချောက်နေနိုင်တဲ့အတွက်ကြောင့်ရေများများတောက်ပေးဖို့လိုအပ်ပါတယ်ဆက်ပြီးပြောပြချင်တာကအရေးအတွက်ပမာဏဖြစ်ပါတယ်ဒီ products တွေထဲမှာသက်ရှိဘက်တီးရီးယားအကောင်ရေဘယ်လောက်ပါတယ်လဲဆိုတာကလည်းအရေးကြီးပါတယ်ဒါကိုကျမတို့က colony forming unit လို့ခေါ်တဲ့ CFU နဲ့တိုင်းတာပါတယ် CFU ပမာဏကတာမန်နေ့စဉ်ကျန်းမာရေးဒီ immune system ပေါ့နော်ကိုယ်ခံအားစနစ်အတွက်နေ့စဉ်ကျန်းမာရေးအတွက်တောက်တဲ့ probiotic တွေဆိုရင်တော့ဒါပမာဏ CFU ပမာဏနည်းလေလုံလောက်ပါတယ်ဒါပေမဲ့ one shot လို့ဒါ probiotic တောက်ရမယ်ဆိုရင်တော့ CFU ပမာဏများတဲ့ product တွေကပို့ပြီးတော့ကောင်းပါတယ် CFU ပမာဏအရန်များသွားတဲ့ product တွေကိုတော့ဆရာဝန်ညွှန်ကြားချက်နဲ့သာလျှင်တောက်သုံးသင့်ပါတယ်
probiotic တွေကကိုယ်ခံအားကောင်းတဲ့သူတွေအတွက်ရေပုံရအားဖြင့်တော့ဒါ safe ဖြစ်တယ်ဘေးကင်းတယ် side effect နည်းတယ်ပေါ့နော်မရှိသလောက်နည်းတယ် side effect နည်းတယ်ဆိုပေမဲ့တစ်ဆက်တည်းပြောချင်တာ probiotic ကိုအလွန်ကျွံတောက်လို့ရှိရင်လဲ bite ကဲတာတို့လေပွားတာတို့လိုမျိုး side effect တွေတော့ရှိနိုင်ပါတယ်ရှိတတ်ပါတယ်ဆေးသွင်းကုသမှုခံယူနေရတဲ့ chemotherapy ယူနေရတဲ့သူတွေနောက်ကိုယ်ခံအားနည်းနေတဲ့အခြေအနေမျိုးတွေကိုယ်ခံအားကျဆင်းတဲ့အခြေအနေမျိုးတွေဒီလိုအခြေအနေမျိုးတွေမှာတော့ probiotic ကိုမိမိသဘောနဲ့မတောက်သုံးသင့်ပါဘူးခွဲစိတ်ကုသမှုခံယူထားတဲ့လူနာတွေဆိုရင်လည်း probiotic ကိုကိုယ့်သဘောနဲ့ကိုယ်မတောက်သင့်ပါဘူးဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့လိုအပ်တယ်ဆိုမှတောက်သုံးသင့်ပါတယ်ဘာလို့လဲဆိုတော့ဒီ probiotic တွေကနေတစ်ဆင့် infection ဝင်ရောက်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကျမ်းမာတဲ့ဦးလန်းချောင်းကနေတဆင့်ပျော်ရွှင်တဲ့ဘဝလေးတွေကိုပိုင်ဆိုင်နိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးကိုနှုတ်ဆက်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်ရှင်